ဒီနည်းတွေအတိုင်းသာလိုက်လို့ရင်ကိုဗီဒီယိုတွေကိုလူတွေအများကြီးကဝိုင်းကြည့်လာပါလိမ့်မယ်ဒါအပြင်ဒီနီလန်းတွေကဗီဒီယိုတွေပေါက်နေမှာကပဲဗီဒီယိုခရီးတာတိုင်းတွေတသက်လုံးစာမှာတိကိုတိထားရမှာအရေးပါတယ်နီလန်းတွေပါနောက်ပြီးအခုပြမဲ့နီလန်းတွေကိုဘယ်ကနေမှမိခုကိုကန်းထားတာမဟုတ်ပါဘူးကျွန်တော်တို့ content creation တင်းတစ်ခုလုံးရဲ့ကိုယ်ပိုင်တွေ့ကြုံတွေကနေပဲမျှဝေပေးသွားမှာပါဒီတော့ကျွန်တော်တို့ပြောနေကြအတိုင်းတွေ့ကြုံတဲ့ skill ဆိုတာရွှေတဲ့တန်ဖိုးကြီးတဲ့အရာမလို့ဒီဗီဒီယိုကိုစောင့်အောင်ကြည့်ပြီးတန်ဖိုးရှိတဲ့ပညာတွေကိုယူသွားဖို့ပြောချင်ပါတယ်ကျွန်တော်ကတော့ထုံးစံအတိုင်း Creative Buzz Game ရဲ့ founder အောင်စုပိုင်ပါဗီဒီယိုတွေပေါက်ဖို့ကျွန်တော်တို့အရင်ဆုံးသိကိုသိထားရမှာကတော့ကိုယ့်ရဲ့ target audience ကဘာကြိုက်တယ်လဲဆိုတာကိုသိဖို့ပါကိုကခီးတွေထွက်ပြမှာလား knowledge sharing တွေတင်ဆက်မှာလားဒီလိုမျိုးကိုတင်ဆက်မဲ့အကြောင်းတွေကိုသိုံနေရင်မကသေးပါဘူးကိုဗီဒီယိုတွေကိုဘယ်ပရိသတ်တွေကကြည့်မှာလဲလူကြီးတွေလားလူငယ်တွေလားစသဖြင့်ပရိသတ်ပုံမူတည်ပြီးတော့မှကျွန်တော်တို့ဗီဒီယိုမှာသုံးမယ်စကားအသုံးနှုန်းတွေတင်ဆက်ပုံတွေကကွာခြားသွားတာပါဒီလိုမျိုးကိုကသူတို့ကြိုက်လောက်မယ် live ဖက်တဲ့ပုံစံကိုတင်ဆက်နိုင်မယ်ဆိုရင်တော့ကိုဗီဒီယိုတွေကိုအဲ့ဒီပရိသတ်တွေကအမြဲအားပေးနေမှာဖြစ်ပါတယ်ဗီဒီယိုပေါက်ဖို့ view ဆက်ရမယ်နောက်တစ်ချက်ကတော့ဗီဒီယိုရဲ့အစပိုင်းမှာဖြစ်တဲ့ intro ပါကျွန်တော်တို့ဒီချာချာစဉ်းစားကြည့်ပါ social media ပေါ်မှာတနေ့တနေ့ဗီဒီယိုပါမရေတွက်နိုင်အောင်ထုတ်နေကြပါတယ်အဲ့ဒီမှာလူတိုင်းပထမဆုံးမြင်ရတာကတော့ intro လို့ခေါ်တဲ့ဗီဒီယိုရဲ့ပထမဆုံးပိုင်းလေးကိုပါဒါကြောင့်စိတ်ဝင်စားကြတစ်ခုကဒီ intro မှာဒါပရိသတ်ကိုတန်းပြီးဆွဲဆောင်နိုင်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဗီဒီယိုတွေကိုပရိသတ်တွေစက်ကြည့်ဖို့ဒေချာသွားပါပြီဒါဆိုအခုပြောပြမယ်နောက်ဆုံးတစ်ချက်ကတော့ဗီဒီယိုတိုင်းပေါက်ဖို့အတွက်အဓိကအရေးကြီးတာမလို့ဒေချာလိုက်နားထောင်ပေးပါအဲ့ဒါကတော့ဘဲလို့ဆိုတဲ့တန်ဖိုးတစ်ခုကိုကိုဗီဒီယိုတိုင်းမှာပေးဖို့တိတ်ကိုလိုအပ်ပါတယ်ကျွန်တော်တို့လွတ်သမျှဗီဒီယိုတွေကပရိသတ်အတွက်တန်ဖိုးတစ်ခုကိုပါရှိနေရပါမယ်ဒီလိုမျိုးကိုဗီဒီယိုတိုင်းမှာပရိသတ်အတွက်တန်ဖိုးရှိရဲ့တန်ဖိုးတစ်ခုစီပါနေမယ်ဆိုရင်ဗီဒီယိုတင်တိုင်းမှာအားပေးမယ်အမာခံပရိသတ်တွေဆိုတာစဉ်ဆက်မပြတ်ရှိစမြဲပါပဲဥပမာကျွန်တော်တို့ Creative Buzz မှာဆိုရင်လည်းပရိသတ်တွေကိုဗီဒီယိုတစ်ပုဒ်တင်ဆက်ဖို့အတွက်ကျွန်တော်ပါဝင်တင်းတစ်ခုလုံးသေချာလေး value တစ်ခုခုကိုပေးနိုင်မယ့် topic ကိုရှာဖွေတယ် script တွေရေး edit တွေသေချာလုပ်ပြီးအချိန်ယူပြီးမှတင်ဆက်ပေးတာပါပဲဒါကြောင့်အပေါ်ကပြောသွားတဲ့အချက်တွေတိုင်း value ရှိတဲ့ quality content တစ်ခုကို editing ပြည့်စုံစုံနဲ့တင်ဆက်ချင်တယ်ဗီဒီယိုတွေမှာလည်းပရိသတ်တွေကိုဆွဲဆောင်နိုင်မယ့် intro ကောင်းကောင်းတွေကိုအသုံးပြုတဲ့ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့3လမှတစ်ကြိမ်သာဖွင့်တဲ့ content creation premium class batch 9ကိုလာတက်ကြဖို့ဖိတ်ခေါ်ချင်ပါတယ် premium class ဆိုတဲ့အတိုင်း content creation ကိုတာမန်ထပ်ပို့ပြီး professional ဆန်ဆန်သွားခြင်းတဲ့သူရဲ့အတွက်အထူးသင်တော်ပါတယ်ဒါအပြင်ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းတွေကို online မှာဘယ်လိုမျိုးဖောက်ရမလဲကိုယ့်ရဲ့ပစ္စည်းတွေလုပ်ငန်းတွေကိုလည်းဘယ်လိုမျိုးပို့ပြီးရောင်းရမလဲဆိုတော့သိချင်တယ်ဆိုလို့ရှိရင်လည်းလာတက်လို့ရပါတယ်အချိန်တလပေးုံနဲ့ instructor တွေရဲ့အနည်းငယ်ကြီးကြပ်မှုအောင်မှာသင်ကြားရမှာဖြစ်လို့ကိုလုပ်ချင်တဲ့ဗီဒီယိုအမျိုးအစားတွေအလိုက်အရေးချင်းပြည့်မီတဲ့သင်တန်းဆရာတွေနဲ့ဆွေးနွေးသင်ယူနိုင်မှာပါဒီသင်တန်းတက်ပြီးဘာတွေပြောင်းလဲသွားလဲဆိုရင်ဗီဒီယိုတွေဘယ်လို quality ကောင်းအောင်လုပ်မလဲဘယ်နေရာဘာတွေထည့်ရင်ပိုကောင်းမလဲဆိုတာကိုအများကြီးသိခွင့်ရတယ်ဒီတစ်လအတွင်းမှာတကယ်တော်တော်လေးကိုအားရတယ်ကိုယ့်ရဲ့တငယ်ချင်းတွေရဲ့မတူတဲ့ပုံစံတွေနဲ့ဖန်တီးထားတဲ့ content creation တွေကိုလည်းလေ့လာရတဲ့အခါမှာပေါ့နော်ကိုယ့်ရဲ့ assignment ပဲမဟုတ်ဘဲနဲ့တခြားသူရဲ့ feedback ကိုလည်းနောက်ထောင်ရတဲ့အခါကျတော့အများကြီးသင်ယူခွင့်ရခဲ့တယ်ပေါ့နော်ဒီဆရာဆရာမတွေကပေါ့နော်စာသင်နေဆိုတာထက်ပေါ့နော်စေတနာအများကြီးပါပြီးတော့ပေါ့နော်သင်ပေးရဖြစ်တဲ့အတွက် content creator တယောက်ဖြစ်ချင်တယ်ဆိုရင် Creative Academy ကိုမမေ့ပါနဲ့လို့ပြောရင်းနဲ့ဒီကိုချုပ်ချင်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ကဲဒါဆိုရင်ဗီဒီယိုတွေဖန်တီးပြီး online ပေါ်မှာ brand တစ်ခုတိစောက်ဖို့ဆုံးဖြတ်ပြီးပြီဆိုလို့ရှိရင်တော့ January လ9ရက်နေ့မှာဖွင့်လှစ်မယ် Content Creation Premium Class Batch 9ကိုအခုပဲဆင်ပေးသွင်းလိုက်ပါခင်ဗျာပြီးတဲ့သင်တန်းချင်းထပ်ပို့တဲ့တသက်စာအသုံးဝင်မဲ့အဖို့ဖြတ်မရတဲ့ပညာတွေပြန်ရမှာမို့လို့သင်တန်း app ပြီး Creative Buzz Camry ရဲ့ဂုဏ်စရာသင်တန်းသားတရားဖြစ်လိုက်ပါသင်တန်းမှာဆက်ပြန်ဆွကြပါမယ်ခင်ဗျာ